YouTube အမျိုးတွေအားလုံးပဲမင်္ဂလာပါလို့ဒါတော့ကျွန်တော်တို့ဗုဒ္ဓဟူးနေ့နေ့လည်စာလေးပါဗျာဒါတော့ချက်ငါးဒီကြော့ပါတယ်ခင်ဗျာချက်ငါးဒီကြော့ Today special ကတော့ဒီမှာချက်သားကိုညာတောက်ဆန်းပြီးကျွန်တော်တို့ရှမ်းပြည်ရတဲ့ချင်းစောသားသီးလေးနဲ့ညာချက်သားကိုတောက်ဆန်းပြီးချက်ထားတယ်ဗျာချင်းစောသားသီးလေးနဲ့ share လိုက်ဗျာToday special ကတော့ချက်သားတောက်ဆန်းပြီးပေါ့ဗျာချင်းစောသားသီးနဲ့ဒါတော့ Today special နောက်တစ်မျိုးကတော့ကျွန်တော်တို့ရွှေဖြူကြီးချက်ပါတယ်ခင်ဗျာရွှေဖြူကြီးချက်ဒါတော့မြို့ပြီးကြော့ပါခင်ဗျာမြို့ပြီးကြော့ဒီအားလုံးနဲ့ထမင်းစားကြပါဦးဒါတော့ထမင်းစားပြီးအချူတဲအောင်စိတ်တလုံးသိရပြီးလို့ရရှားစီစားပြီးပေါ့ဗျာရာစီစားပြီးကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းလည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် Today special ကတော့ဗျာဒီမှာတောက်ဆန်းချက်သားနဲ့ကျွန်တော်တို့ချင်းစောကားပြီးနဲ့အရှိတောက်ပြီးရှေ့ခွတ်နေဗျာကဲအားလုံးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဒီဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာ